တနေ့မှာမောင်ထက်နဲ့မေမေတို့မိသားစုဟာပင်လယ်ထဲကလှပတဲ့ကျွန်းလေးတစ်ကျွန်းကိုသွားလည်ကြတယ်ပေါ့ကွယ်။ကျွန်းပေါ်ရောက်တဲ့အခါသဲဖြူဖြူလေးတွေလှိုင်းတန်အေးအေးလေးတွေတစ်ပင်အစိမ်းရောင်တွေကိုမြင်လိုက်ရတော့မောင်ထက်အယမ်းပျော်သွားတာပေါ့။မေမေဒီနေရာလေးကမာဂျစ်လိုပဲလို့မောင်ထက်ကအံ့ဩပြီးပြောတယ်။သူတို့ဟာသဲကမ်းခြေမှာသဲတိုက်လေးဆောက်ကြတယ်။လှိုင်းလေးတွေလာတိုက်တိုင်းမောင်ထက်ကဟာဟာဟာနဲ့ရင်မောနေတယ်။အဲ့ဒီအချိန်မှာပင်လယ်ထဲကလိမ္မော်ရောင်ငါးလေးတစ်ကောင်လှိုင်းနားမှာလှည့်ပတ်နေတယ်။မောင်ထက်ကမင်းကငါတငယ်ချင်းလားလို့ပြောလိုက်တော့ငါးလေးကလှိုင်းထဲမှာလှုပ်ရှားပြီးလက်ဆွဲသလိုလှည့်ပတ်ပြီးကစားပြနေတယ်တဲ့ကွယ်။ဒီလိုနဲ့နေ့လည်နေဝင်ချိန်မှာကောင်းကင်အနီရောင်နဲ့ပင်လယ်ရောင်တောက်တောက်လေးတွေပေါင်းဆက်နေတာကိုမောင်ထက်ကကြည့်ပြီးကျွန်းလေးကတဘာဝရဲ့လက်ဆောင်လေးပါပဲလို့ပြောပြီးကြည်နူးနေတာပေါ့ကွယ်။ညနေဆောင်ချိန်ရောက်တဲ့အခါမှာတော့သူတို့မိသားစုဟာပျော်ရွှင်စွာနဲ့အမှတ်တရကောင်းများယူပြီးအိမ်ပြန်လာကြတော့တာပေါ့ကွယ်။